ဒီနေ့တော့ခုကလေးက vocabulary ကိုလည်းအတိုင်းအတာတစ်ခုစီသင်ထားတယ်ပေါ့နော်။ဒါပေမဲ့ပုံပုံကိုများနဲ့ English လို့ကောင်းကောင်းပြောမထွက်ဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြည့်တော့ပေးပါ။အဲ့တော့အခုမှစပြီးလေ့ကျင့်ပေးခြင်းတဲ့တွေ့အတွက်လည်းဒီဗီဒီယိုကတေချာပေါက်အသုံးဝင်တဲ့ဗီဒီယိုလေးဖြစ်မှာပါ။အဲ့တော့ကျွန်တော်တို့ကလေးတွေက vocabulary ကိုလည်းအတိုင်းအတာတစ်ခုစီတချို့စလုံးတွေကိုရှားပေးတာဖြစ်နေတယ်ပေါ့နော်။ဒါပေမဲ့ကလေးကမပြောနိုင်ဘူးဆိုတာဘာဖြစ်လို့လဲ။အဲ့တော့အဓိကကတော့ vocabulary က100%အရေးပါနေတာဟုတ်ပဲလေခလေးမှာ thinking pattern လို့သူကြည့်သလောက်ကိုသူပြန်မပြောနိုင်တာက thinking pattern သင်ထားလို့ဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့ခလေးကပုံတစ်ပုံပုံနာနဲ့ English ကိုပြောထွက်လာဖို့တဲ့ကျွန်တော်တို့ step by step ဘယ်လိုလေ့ကျင့်ပေးလို့ရလဲဆိုတာကိုဒီမှာ sharing လုပ်ထားပြီးတော့ဖြစ်ပါတယ် step 1အနေနဲ့ကျွန်တော်တို့ကပုံပုံမြင်လိုက်တာနဲ့ဘယ်သူလဲဆိုတာကိုအရင်ဆုံးစဉ်းစားရမှာဖြစ်ပါတယ်ဒီနေရာမှာနာမည်တက်ထားလို့ချင်းနာမည်ကိုစဉ်းစားပြရမှာဖြစ်ပါတယ်ဥပမာ Jack လို့တက်ထားရင် Jack ကိုထည့်ပြီးပြောရမှာဖြစ်ပါတယ်လုံးဝမတက်ထားဘူးဆိုရင် the boy လို့ the girl တို့ကိုထည့်ပြီးတော့ကျွန်တော်တို့ကပြောပြရမှာဖြစ်ပါတယ်တကယ်လို့တယောက်တည်းပို့လာပြီဆိုရင်တော့ they ဆိုတာလေးကိုသုံးရမယ်ဆိုတာကိုခလေးကတခါလေးတင်ထားပြီးဖြစ်ပါတယ် who ဆိုတာကိုခလေးကဖော်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့က do what ဘာလုပ်နေတယ်လဲဆိုတာကိုစဉ်းစားခိုင်းရမှာဖြစ်ပါတယ်ဥပမာဒီပုံမှာဆိုရင် run ပေါ့နော်ဒါကိုကျမတို့ကစပြီးလေ့ကျင့်တဲ့ခလေးတွေအနေနဲ့ပထမဦးဆုံးစပြီးလေ့ကျင့်မဲ့ခလေးအနေနဲ့ဒီမှာသွားပြီးတော့ run run ဆိုတာကိုခလေးက spelling ကိုအလွတ်ရနေလို့လို့လားဆိုရင်မလိုပါဘူးဒီလိုမျိုး Peter တ်ကလေးကိုမြင်တာနဲ့ run ဆိုတာကိုကလေးကသိနေရပါပြီဒါကိုမြင်တာနဲ့ read လို့သိနေရပါပြီဒါကိုမြင်တာနဲ့ play football လို့သိနေရင်ရပါပြီအဲ့ဒီမှာကျမတို့ကခလေးကိုအဲ့နှစ်ခုကိုပေါင်းပြီးတော့ who နဲ့ do what နဲ့ပြောခိုင်းတဲ့အခါ the boy run the girl read ဆိုပြီးကလေးကထွက်လာပါလိမ့်မယ်ဒီနေရာမှာတစ်ခုသတိထားရမှာကလေးကိုတင်တဲ့အခါကျမတို့က subject နဲ့ verb နဲ့အတင်းသွားကြည့်လို့မရပါဘူးအဲ့တော့ဘာနဲ့ကျမတို့ပြောကြမလဲ grammar နည်းတွေကိုအများကြီးမရှင်းပြဘဲနဲ့ he သို့မဟုတ် the boy ပြီးရင် runs ဆိုတာကိုအနောက်က s တန်ကိုကျမတို့ကထည့်ပြီးပြောပြပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးပဲ she reads they play I run you read ဒါမျိုးပါထပ်ခါလေ့ကျင့်ခြင်းအပြင်ပုံနေအပြောင်းလဲနဲ့အများကြီးလေ့ကျင့်ခြင်းအပြင်ကလေးကဘယ်လိုမျိုးပြောရင်ဘယ်နေရာမှာ s တန်ထည့်ပြီးပြောရမယ်ဆိုတာကိုတဖြည်းဖြည်းနဲ့သတိထားမိလာတာဖြစ်ပါတယ်ဒါကတော့ကျမတို့ပထမဦးဆုံးစပြီးလေ့ကျင့်မဲ့ short sentence ကလေးကိုပြောထွက်လာခြင်းနဲ့နည်းလမ်းဖြစ်ပါတယ်နောက်တစ်နည်းအနေနဲ့ကျမတို့က who do what ဒါတွေကိုလေ့ကျင့်ပြီးသွားပြီဆိုရင် where နေရာကိုထည့်ပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ဘယ်နေရာမှာလဲဆိုတာကိုနောက်တစ်ဆင့်ထပ်ပြီးစဉ်းစားရမှာဖြစ်ပါတယ်။ဒီမှာဆိုခလေးကိုဒီလိုပုံကိုပြပြီးတော့ fly a kite ဆိုတာကိုဒါကိုသင်ထားပေးရမှာဖြစ်ပါတယ်။အဲ့တော့ the boy ကိုခလေးကတည်ပြီး flies a kite ဆိုတာကိုတည်ပြီးဒါဆိုလို့ရှိရင်ဒါကနေရာကဘယ်နေရာမှာလဲဆိုတာကိုထပ်ဆင့်ပြီးစဉ်းစားရမှာဖြစ်ပါတယ်။ဒီမှာဆို they play ဆိုတာတည်နေဖြစ်တဲ့အတွက်ဘယ်နေရာမှာလဲဆိုတာကိုထပ်ပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်။ဒီနေရာမှာ she walks ဆိုတာကိုတည်နေပြီဆိုရင်ဘယ်နေရာမှာလဲဆိုတာကိုထပ်ပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ကဒီအဆင့်ရောက်သွားပြီဆိုရင်ခလေးတွေကအရှိကတစ်ဆင့်တက်ကိုနောက်တစ်ဆင့်ပို့ပြီးတော့မြင်တဲ့ sentence တွေတိစောက်လာနိုင်မှာဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ကျမတို့က who တည်ပြီး do what တည်ပြီးနေရာလဲတည်ပြီးဆိုလို့ရှိရင်ကျမတို့က when အချိန်ကိုထည့်ပြီးစဉ်းစားခိုင်းရမှာဖြစ်ပါတယ်တော့ဒီနေရာမှာကျမတို့ဒီနှစ်ယောက်ဆိုရင်ဘယ်လိုသုံးရမလဲပေါ့နော်တယောက်တည်းဆိုဘယ်လိုသုံးရမလဲတယောက်ထပ်ပို့သွားရင်ဘယ်လိုသုံးရမလဲဆိုတာသိပြီနောက်ပြီးရင်ဘာတွေလုပ်နေလဲဆိုတာကိုပုံနေမြင်တာနဲ့ခလေးကသိနေပြီပြီးလို့ရှိရင်ကျမတို့ကနေရာလေးတွေကိုလည်းအတော်တန်စဉ်းစားတတ်နေပြီဆိုရင်အချိန်ဘယ်အချိန်မှာဆိုတာလဲအချိန်ဆိုတာကျမတို့နာရီထက်ကိုဥပမာ after school လား at night လားဒါမျိုးကိုပြောတာပါအဲ့ဒါမျိုးလေးတွေကိုလည်းခလေးကိုတွဲဖက်ပြီးတော့တင်ကြားပေးလို့ရပါတယ်ဒီလောက်ဆိုလို့ရှိရင်ခလေးအငငယ်လေးအနေနဲ့တော်တော်ဆုံးနဲ့စာကြောင်းလေးကိုပြောထွက်နေပါပြီအဲ့တော့ဒါကတထိုင်နဲ့လေ့ကျင့်လို့ရလားဆိုရင်မရပါဘူး step 1မှာလည်းကျမတို့စိတ်ရှိရှိလေ့ကျင့်ရမှာဖြစ်တယ်လို့ step 2 3ဆိုပြီးတော့ဖြည်းဖြည်းချင်းလေ့ကျင့်သွားရမှာဖြစ်ပါတယ်ဒီနောက်မှာလည်းဆက်ပြီးလေ့ကျင့်ရမယ့်အပိုင်းတွေတော့ကျန်သေးတယ်ပေါ့နော်ဒါကတော့ခလေးတွေအတွက်အရှိခံလွယ်လွယ်ကူကူပြောထွက်လာမယ့်နည်းလမ်းတွေဖြစ်ပါတယ်အဲ့တော့ကျမတို့ပြောရမယ်ဆိုလို့ရှိရင်ပုံလုံးဝမင်နာနဲ့ခလေးကပြောထွက်ဖို့တင်တဲ့အခါမှာကျမတို့ answer ကိုတင်ရတာမဟုတ်ပါဘူး thinking pattern ကိုတင်ရတာဖြစ်ပါတယ်အဲ့တော့ခလေးကိုဒါကဒီလိုလုပ်နေတာလို့ပြောတာချက်ကိုခလေးကိုဒါကဘာလုပ်နေတာလဲဒါကဘယ်သူလဲဒါကပေးနေရမှာလဲဒါမျိုးတွေကိုထပ်စဉ်းစားခိုင်းလို့လိုပါတယ်ဒီလိုစဉ်းစားရင်းနဲ့ပဲဒီလိုပြောရင်းနဲ့ပဲခလေးက speaking skills တွေ writing skills တွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့မြင့်တက်လာတာဖြစ်ပါတယ်ရှင်ကဲဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးဆုံပါမယ်ရှင်